ခံစားချက်ကတော့ဟိုကြားခင်တော့ကတော့ဒီလောက်ကြီးထိဖြစ်သွားမယ်လို့မထင်ဘူးပေါ့နော်ရန်ဝမ်းသာရပါတယ်ပြီးကြတော့ဒီဟာကြီးမဖြစ်ခင်တော့ကကျမတို့အနေနဲ့ဒီလောက်ကြီးအောင်မြင်သွားမယ်လို့မထင်တာဒီလောက်ကြီးခန်းခန်းနားနားကြီးဖြစ်သွားမယ်လို့မထင်တာကိုကျမတို့အနေနဲ့အခု member တယောက်အနေနဲ့ကျမတို့တွေဝိုင်းဝန်းလှုပ်လိုက်တဲ့ချိန်မှာဒီလောက်ကြီးအောင်မြင်သွားတယ်ဆိုတာကိုဆရာမအတွက်လည်းရန်ခုန်ယူပါတယ်လို့ဒီခေတ်ခါပြောတာပေါ့နော်အမျိုးသားတွေကြီးပဲအားကိုးနေလို့မရဘူးအမျိုးသမီးတွေလည်းလှုပ်ရှားမှသာလင်ဝမ်းစာရမှာဆိုတော့အဲ့ဒီအတွက်ကျမတို့ကအမျိုးသားတွေလိုပဲကိုယ့်ဘာကိုလှုပ်ရှားနိုင်အောင်ကိုအားကိုကျမတို့အမျိုးသမီးတွေအတွက်အလုပ်တွေအရန်ပင်ပန်းတာတွေရှိတယ်အိမ်မှုကိစ္စတွေလည်းလုပ်ရတယ်ဒီစီးပွားရေးလည်းရှာရတယ်ပြီးရင်ကလေးတွေအတွက်ဝေယဝစ္စတွေလည်းကျမတို့အမျိုးသမီးတွေလုပ်ပေးရတာဖြစ်တဲ့အတွက်ရင်မောင်ကတော့ခုချိန်ထိတော့တန်းနိုင်နေပြီလို့တော့ပြောလို့ရမယ်ထင်ပါတယ်ဒီပေါ့နော်ပြောကြပေးဖို့အတွက်လည်းဒီမှာမြစ်တာရေးခင်ပါ3နှစ်ပြည့်သွားတဲ့ခံစားချက်ကတော့ကျမတို့ပျော်ရွှင်နေပေါ့နော်နောက်တစ်ခါကျတော့ဒီ political women မြန်မာကစပြီးတော့ဒီထောင်ထဲကအမျိုးသမီးရဲ့လူငယ်ရဲ့ကလေးငယ်တွေအတွက်နောက်အထူးအားဖြင့်ပေါ့နော်အမျိုးသမီးတွေလူငယ်တွေနိုင်ငံရေးမှာပို့ပြီးတော့ပါဝင်လာနိုင်မှုရည်ရွယ်ချက်နဲ့ဒီထောင်ခဲ့တာဖြစ်တယ်ပေါ့နော်နိုင်ငံရေးမိတ်ဆက်တင်တဲ့နေအများကြီးတက်ဖွင့်ခဲ့တယ်အမတို့ကိုယ်တိုင်လည်းဒီတင်တဲ့နေထဲမှာပါဝင်ခဲ့တယ်member အနေနဲ့လည်းရည်တည်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေ့3နှစ်အထိရည်တည်နိုင်တယ်ဒီလိုမျိုးတိုးတက်အောင်မြင်လာတဲ့ပုံမှာအများကြီးဝမ်းသာပီတိဖြစ်ပါတယ်ရှင်politics women ညီမဒီနေ့ဆိုတာ3နှစ်ပြည့်လာပြီပေါ့နော်ဆိုတော့ဒီနေ့ကသူ့ကြောင့်ရွေးကောက်ပွဲရဲ့ဒုတိယအချိန်ပြုလုပ်တဲ့နေ့လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်တို့ဘာစဉ်းစားလဲဆိုတော့ကျွန်တော်တို့လက်ရှိချိန်ထိကျွန်တော်တို့ငြင်းလို့မရသေးတာကဆက်နာရှင်စနစ်နဲ့ဒီဆက်နာရှင်စနစ်ကမြန်မာပြည်ပေါ်ကနေမပြောက်သွားသေးဘူးပေါ့ဆိုတော့ကျွန်တော်တို့တိုက်နေရတော့အချိန်ဖြစ်တယ်ဒီနေ့မှာအဓိကလိုအပ်တဲ့ Federal Democracy နဲ့ဒီတန်းတူညီမျှရေးကိုပေးနိုင်တဲ့feminism နဲ့ကိုတန်းတူတွဲသွားမှကျွန်တော် Federal Democracy ကိုလည်းထူထောင်နိုင်မယ်လို့ထင်တယ်ဆိုတော့ဆက်နာရှင်စနစ်ကိုကျွန်တော်တို့တကယ်အမြင့်ဆက်ချင်လားဆိုတော့မိကုန်းဟာ politics women မှာရဲ့အနိုင်နဲ့ဖြစ်တယ်ဆိုတော့ဒီတကယ်အမြင့်ဆက်ချင်တယ်ဆိုရင်ကျွန်တော်အဓိကဘာလုပ်ရမလဲဆိုတော့ Federal Democracy တန်းတူညီမျှရေးကိုပေးနိုင်တဲ့ Federal Democracy ကိုပို့ပြီးတော့အလေးထားပြီးတော့အဆိုင်လုပ်ဆောင်ဖို့လိုတယ်ပေါ့နော်ဒါက politics women မှာလည်း3နှစ်တာမှာကျွန်တော်တို့ပေးနေတဲ့ message လေးဖြစ်ပါတယ်